ဆယ်ကျော်သက်အရွယ်လူငယ်အားလုံးနှီးပါကြုံတွေ့ရတဲ့ပြဿနာတစ်ခု social media ထောင်ချောက်တွေမှာမိခြင်းရီမန်းချက်ကြီးတွေအလန်းစားအိမ်မက်ကြီးတွေရှိပေမဲ့လည်းငါတို့ကလူငယ်တွေပဲငါတို့အတွက်မနှက်ဖြန်များစွာရှိသေးတယ်မနှက်ဖြန်မှစလုပ်ကြမယ်ဒီနေ့တော့ထားလိုက်ပါကွာဆိုပြီး TikTok အသုံးမပြတ်တာရပ်ပေါင်းမနှဲလောက်တော့အကြမ်းအဖြစ်ဆယ်ကျော်သက်တွေအတွက်15နှစ်ကနေ19နှစ်လောက်အထိကsocial media မှာစီးမျောနေပြီးမနှက်ဖြန်များစွာရှိတယ်ဆိုတဲ့အတွေ့နဲ့ဘာမှဖြစ်မလာသေးပဲအချိန်တွေကုန်လာတာ4-5နှစ်လောက်တော့ရှိလောက်ရောပေါ့ငါကဘယ် grade တက်နေလို့ဘယ်တန်းတက်နေရလို့ဒီစာမေးပွဲဟိုစာမေးပွဲပြီးမှစမယ်ဆိုပြီးပြောပေါင်းလဲမနှဲလောက်တော့တကယ်တော့ဒါကကိုလိန်ညာနေတာပြဿနာကလည်းတလောကလုံးကိုလိန်ညင်နေလို့ရမယ်ကိုလိန်လို့မရတော့နေရထိုင်ရတာအောင်တသက်နဲ့အဆင်မပြေဘူးပေါ့အချိန်တွေရန်ဖြုံးလာမိရင်ရုပ်ရည်အတွေးတွေကိုအတွေးတစ်ခုဝင်လာတတ်တယ်ငါဘာတွေလုပ်နေလဲခံစားချက်တစ်ခုလုံးကချက်ချင်းပြောင်းသွားပြီးစိတ်ကြလူငယ်အဖြစ်သို့ချက်ချင်းရောက်သွားတယ်အတွေးတွေကိုဝင်လာတဲ့အတိတ်ကပုံရိပ်တွေနဲ့အတူအရင်တုန်းကငါရဲ့ brain တုန်းကငါဘလို့ပဲပါဆိုတဲ့အတွေးစာကြီးတွေနဲ့စိတ်ထဲမှာလည်းနောင်တများစွာနဲ့အုံနောက်ကပေးတဲ့တံကိုနှလုံးသားအလူးလေးခံရတော့တာပဲအဲ့ဒါလေးတော်တော်လေးကိုမှစိုးတယ်ငါသာဒီ9နှစ်မှာစူးစမ်းခဲ့အခုချိန်ဆို level တစ်ခုရောက်နေမှာဘာညာနဲ့ရေရွရင်လမ်းပြောက်ခြင်းဆိုတဲ့စိတ်ကြီးကစိတ်ထဲကိုဝင်လာတယ်ငါတကယ်ပဲအနာဂတ်မဲ့နေတာလားဒါမှမဟုတ်ငါလမ်းပြောက်နေတာလားတကယ်ပဲငါမိသားစုမှာအသုံးမကျတဲ့သူလားငါမိဘတွေအတွက်ငါဘာမှမလုပ်ပေးနိုင်တဲ့သူလားဒီလိုတန်တရားမိဖို့များစွာနဲ့တကယ်ကိုစိတ်တစ်ခုလုံးလေးသွားပြီးရှုပ်ပါလေးလံလှုပ်ထင်တာတွေကိုမလှုပ်ရင်တော့လှုပ်ချင်တာတွေကိုလှုပ်လို့ရမှာမဟုတ်ဘူးအဲ့တော့မလှုပ်တဲ့နာတွေကိုမလှုပ်ပဲလှုပ်တဲ့နာတွေကိုချက်ချင်းစားလို့ရမယ်ကောက်ရုံပြီးတော့ဖြစ်လို့မရဘူးတကယ်လို့နေတာ motivation video တွေကြည့်ပြီး motivation ရဖို့မဟုတ်ဘူးအခုချက်ချင်းအလုပ်စလုပ်ပြီး discipline ကိုစတင်တည်ဆောက်ဖို့ပဲ